တကီလာကိုဖမ်းလို့ဒီထောင်လိုက်လို့ဂျိုဘီလိုဆန်ချက်သူကတကီလာဖမ်းလို့ဒီထောင်လိုက်လို့သူ့ကိုဘယ်လိုခေါ်လဲဆိုတော့တကီလာ father of တကီလာ father of တကီလာလို့ခေါ်တယ်ဒါတော့ကျွန်တော်သွားလို့အင်တာဗျူးရတာပါတော့အားရရဒီကိုမျိုးတွေကဘယ်လောက်ထိပြောလဲဆိုရင်အဲ့ဒီတော့ရုပ်သူကကျမ်းမာရေးယောဂပြောက်နေတယ်ကျမ်းမာရေးကောင်းနေတယ်နဖျားကိုတက်တာတွေအရက်သူအကြီးလို့ပြီးတော့အရက်လို့မဆိုအကြီးလို့ပြောတာဆိုတာပြောရတော့နောက်ပိုင်းကျတော့16ရာစုအဲ့ဒီစပိန်နေစားပြီးတော့ကျူးကျော်လာတဲ့အချိန်ပေါ့စပိန်နေကနေပြီးတော့အဲ့ဒီလူ့ခါပေးလို့သူကဒီစတေးလုပ်လိုက်ဒီစတေးလုပ်ပြီးတော့သူကအဲ့ဒီပူလ်ကီလူကတော့ပူလ်ကီလို့လာတယ်ပြတယ်စပိန်နေကတော့ပူလ်ကီရဲ့အရင်နဲ့သူကပြန်ပြီးဒီစတေးလုပ်ပြီးတော့အမှစပြီးတော့တက်ကီလာဆိုပြီးစပေါ်လာအဲ့ဒီအချိန်မှာစပြီးတော့တက်ကီလာဆိုပြီးစပြီးနေထွက်လာအဲ့ဒီအချိန်မှာတက်ကီလာကိုဘယ်မှာသုံးလဲဆိုတော့စပိန်အခမ်းအနားလို့ပြပွဲလို့အမှစပြီးတော့တက်ကီလာကိုစသုံးတယ်နောက်ပိုင်းမှာဘယ်လောက်ကြီးဖြစ်သွားလဲဆိုရင်တက်ကီလာဘယ်လောက်ကြီးနာမည်ကြီးသွားဆိုရင်မက္ကဆီကိုရဲ့ signature သူက drink ပုံစံမျိုးဖြစ်သွားတယ်ပိုတိုးတာကမက္ကဆီကိုနိုင်ငံထွက်တဲ့အဲ့ဒီတက်ကီလာဘိုးရဲ့ဘယ်နိုင်ငံတကမ္ဘာလုံးမှာကြိုက်တဲ့နေရာဆိုတာတက်ကီလာလို့သူကမခေါ်သေးဘူး